ကျွန်တော်နာမည်သီဟလွန်ခဲ့တဲ့တလကကျွန်တော်ရဲ့အရင်နှီးဆုံးတငယ်ချင်းကြော်စွာတယောက်ကားအက်ဆီဒန့်နဲ့ဆုံးသွားခဲ့တယ်။သူ့ကိုတင်းကြိုတုန်းကသူ့ရဲ့ဖုန်းလိုပါအမတ်တရားအနေနဲ့အလောင်းနဲ့အတူထဲမြုပ်ပေးလိုက်ကြတာပါ။ဒါပေမဲ့မင်းညကစပြီးကျွန်တော်ဖုန်းတွေကိုကြော်စွာစီကဗီဒီယိုကောတွေဝေလာတယ်။ကျွန်တော်မျက်လုံးကိုပုတ်ပြီးပြန်ကြည့်မိတယ်။ဟုတ်ပါတယ်။ကြော်စွာရဲ့အကောင့်ကနေခေါ်နေတာပါ။ကြောက်နဲ့မဲ့ကျွန်တော်ဖုန်းကိုလက်ခံလိုက်မိတယ်။ဖုန်းမျက်နှာပြင်မှာဘာမှမမြင်ရဘူး။မောင်မဲနေတာပဲ။ဒါပေမဲ့အသက်ရှူတန့်တူတိုးလေးကိုကြားနေရတယ်။ကြော်စွာမင်းလားကြော်စွာလူကျွန်တော်မေးလိုက်ပေမဲ့ဘာအတန်မှပြန်မလာဘူး။စက္ကန့်30လောက်ကြာတော့ဖုန်းကအလိုလိုပြတ်သွားတယ်။ကျွန်တော်တကူလုံးကြက်တီးတွေထအော်တယ်။ဆုံးသွားတဲ့သူကဘလို့လို့ဖုန်းခေါ်နိုင်ပါလဲ။ဒုတိယမြောက်ညတန်းခေါင်ညံတိမှာဗီဒီယိုကောထပ်ဝဲလာပြန်တယ်။ဒီတစ်ခါတော့အမှန်ထဲမှာအလင်းရောင်အနှဲငယ်ရှိနေတယ်။ဖုန်းကင်မရာကတစုံတစ်ခုကိုအနီးကပ်ရိုက်ထားတယ်လို့ပဲ။အဲ့ဒါကတက်သားနေရန်တစ်ခုပါမဟုတ်ဘူးအဲ့ဒါခေါင်းတလားရဲ့အတွင်းဘက်နေရန်ထိနေတယ်ကင်မရာကတဖြည်းဖြည်းဘေးကိုရွေ့သွားတဲ့အခါကျွန်းစွာရဲ့ပုတ်ပွားနေပြီထစ်တဲ့ပါဇက်တစ်ချမ်းကိုမြင်လိုက်ရတယ်ကျွန်တော်ဖုန်းကိုလွတ်ချလိုက်မိတဲ့အထိထိတ်လန့်သွားခဲ့တယ်တတိယမြောက်ညမှာတော့ကျွန်တော်ဖုန်းမကင်ဖို့ဆုံးဖြတ်ထားပေမဲ့ဖုန်းကအလိုလိုပွင့်သွားပါတယ်ဒီတစ်ခါမှာတော့ကျွန်းစွာရဲ့မျက်နှာကိုအပြည့်အစုံမြင်လိုက်ရပြီသူ့မျက်လုံးတွေကဟောင်းလောင်းပေါက်ဖြစ်နေပြီးပါဇက်ကနေမြေကြီးတွေထွက်လာတယ်သူကစကားပြောဖို့ကြိုးစားနေတယ်တီးဟငါအရင်အေးတယ်ဒီမှာမှောင်နေတယ်ငါစီလာခဲ့ပါအောင်နဲ့အဲ့ဒီအတန်ကဖုန်းလေးကထွက်လာတာမဟုတ်ပဲကျွန်တော်အိယာအောက်ကထွက်လာတယ်လို့မျိုးအရန်ကိုနီးကပ်နေတယ်ကျွန်တော်မနေနိုင်တော့ပဲကြိုစွားရဲ့အုတ်ကူရှိရာတင်ချိုင်းကိုတွားခဲ့မိတယ်သူတကယ်မြအသက်ရှင်နေလို့ဖုန်းခေါ်နေတာလားဆိုရဲ့အတွေးနဲ့ပေါ့တင်ချိုင်းရောက်တော့ကြိုစွားအုတ်ကူရှိမှရက်လိုက်တယ်ပဝင်းချင်းကတိတ်ဆိတ်နေတယ်ကျွန်တော်ဖုန်းထဲကိုဗီဒီယိုကောထပ်ဝင်လာပြန်တယ်ကျွန်တော်ဖုန်းကိုကြည့်လိုက်တော့ဖုန်းထဲမှာမြင်နေရတဲ့မြင်ကွင်းကအပြင်ကကျွန်တော်ရက်နေတဲ့ပုံစံကိုအောက်ကနေအပေါ်ကိုမှောက်ရိုက်ထားတာဖြစ်နေပါတယ်ကြော်စွားရဲ့ဝိညာဉ်ကမြေကြီးထဲကနေကျွန်တော်ကိုကြည့်နေတာလားရုတ်တရက်ကျွန်တော်ချက်တော့အောက်ကမြေကြီးတွေလှုပ်ရှားလာတယ်ဖုန်းမျက်နှာပြင်ထဲမှာကြော်စွားကလက်ကိုအပေါ်ကိုဆန့်ထုတ်လိုက်တာကိုမြင်လိုက်ရတယ်တပြိုင်နက်တည်းမှာပဲအပြင်လောကမှာမြေကြီးထဲကနေပုတ်ပွားနေတဲ့လက်တစ်ဖက်ထလာပြီးကျွန်တော်ခြေရင်းဝက်ကိုဖမ်းဆွဲလိုက်တယ်လာလေတီးဟငါတို့အတူတူနေရအောင်နဲ့ကျွန်တော်ယုံမေမေအားကအရန်ပြင်းလွန်းနေတယ်နောက်တနေ့မနက်မှာလူတွေကကြော်စွားရဲ့အုတ်ကူနားမှာတီးဟရဲ့ဖုန်းကိုပဲတွေ့ကြတယ်တီးဟကတော့ပြတ်ဆုံးသွားပါလိရဲတွေကတီးဟရဲ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါနောက်ဆုံးဝင်ထားတဲ့ဗီဒီယိုကောမြက်တန်းကိုတွေ့လိုက်ရတယ်အဲ့ဒီဗီဒီယိုထဲမှာတီဟာကခေါင်းတလာအချင်းလေးထဲမှာပိတ်မိနေပြီးသူ့ဘေးမှာကြော်စွာကဖုံးကိုကိုက်ပြီးပြုံးပြနေတာကိုမြင်လိုက်ရပါတော့တယ်။အခုတော့တီဟာရဲ့ကောင့်ကနေသူ့ညမိသားစုဝင်းတို့စီကိုဗီဒီယိုကောဒီစတင်ဝင်ရောက်တော့နေပါပြီ။